ဘယ်ဒီဝိုင်းလေဘာအောင်သူကထက်ရွေးမှာသူက မှန်တယ်မှန်တယ်စိတ်ဟုတ်တယ်ကိုယ်လုပ်တဲ့ယူတော့ ဘာမှ စိတ် လက်မ နေ ခံ တာ နိုင် ဟုတ်တယ် စိတ်ပုံမင်းကတော့တော့ယူ ကို တော့ ယ့်ရဲ့လုပ်တဲ့ လက် လုပ် မခံ ကော ဘူး က်ပွဲလေအမားတို့ကဘာလို့စိတ်ဝင်စားချက်ရှိလဲ ကျွန်တော်တို့ကဒီမဲအွန်လိုင်း မှန်တယ်ဗျာ ယူကောက်ပွဲ ဟုတ်တယ် ရုံကြီးလည်း လက်မခံ လက်ခံနိုင်ရ တီတူ အား တီ အကြောင်းမှလည်းမရှိဘူးဗျ ကျင်းနေရလာတဲ့ လက်မခံဘူးဘာလို့လက်မခံလဲဆိုတော့ဘယ်ပေးခိုင်းတဲ့ပေါက်တွေဒီကောင်တနက်ဆော့ပြီးတော့ပေးခိုင်းမှာပဲရောက်သူမ မ ကြည့် င်းမရှိဘူးလို့ယူတော့ပြော လက်မခံ ဖာကောင်းကလုပ်တဲ့ဖာတယ်မားတွေပကြောက်ရေး တီတူတက်မဲ့ယူတော့ပဲဒီယူတော့ ကိုယ်လည်းပဲမြင်ပါတယ်တို့ချုပ်ပြောပါ မှန်တယ် အယုံကြည်လည်းမရှိပါဘူး ဒါတီတူရင်ထဲကလာတဲ့စကားနော်ဒါလုတ်ကျင်ပြီးပြောရတာကခုမှပေါ့ ပြီးတော့တင်ထားပြီးတော့ သူတို့ပဲပေးခိုင်းမှာကွာအဓိက မှန်ကန်မှုမရှိတဲ့အရာတွေလေ ဂျမ်းမစစ်တမ်းမလို့ ကလင်ကကြစ်တွေတို့ကတင်ပေးတာလေ ဒီစကားစကားနေရာတိုင်းမှာပြည်သူတွေကိုတက်ပြတ်နေတယ်ပြည်သူတွေကိုကြမ်းဖက်နေတယ်လေအနေနဲ့ဘုံကျဲနေတယ် ကျွန်တော်တို့ပြည်သူက ဒီလင်ကတော့မဟုတ်ဘူး ပြည်သူဆိုတာရှိပြီးသား ဟိုလူကြီးတွေကိုထောင်ချထားတဲ့ဟာတွေလေ သူတို့မှမဟုတ်ရင်လည်းသူတို့ကလက်မခံ အမားတို့ တရားအာဏာသိမ်းပြီးအာဏာယူပြီးတော့တိုင်းပြည်ကိုပြည်သူရပြောင်းပျက်စီးရဟုတ်တယ်မှန်တယ် ကျန်တဲ့ကိစ္စတွေမှာဒီလိုရွေးကောက်ပွဲကြီးဆိုတာလေလုံးတဲ့ကိစ္စလည်းမဟုတ် ဟုတ်တယ်ကျွန်တော်လည်းလုံးဝမရှိဘူးပြေးတော့မှမရောက်လာဘူး တန်းမျိုးပြအောင်ဖြည့်ဆည်းပြီးတော့မှဒါကောင်းလိမ့်ညာလှည့်ပြအယုံသွင်းမှုလုပ်တဲ့ ဟုတ်တယ်လက်မှ အဲ့ တ် တော့သူတို့ယုံကြည်လုံးဝမရှိပါဒီရွေးကောက်ကိုလည်းလုံးဝဆက်မစားလုံးဝမရှိ တော့အောင်ရ တရားအာဏာသိမ်းထားတာတွေနောက်ထပ်မှသူတို့ထပ်ပြီးတော့ ရုပ်ောက်ကိုကြာချုံးပါ